လက်ရှိ gaming industry ကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အမိုက်သား game တွေနဲ့ဆက်လက်တိုးတက်နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့လက်တလုံးမှာ trend ဖြစ်နေတဲ့ mobile game တွေကအချို့ကို game ဝါသနာအုပ်ဗီဒီယိုအတွက်နှောက်ဝေပေးလိုက်ပါတယ်1 Honkai Story ဂရရှင်ဘက်ကိုဖန်တီးထားတဲ့ developer တွေရဲ့နောက်ထပ်ဖန်တီးမှုလဲရတစ်ခုပါ Honkai Story ကသိပ္ပံစိတ်ကူးရဲ့ universe ထဲမှာတကယ်ကို deep ဖြစ်တဲ့ဇလန်သွားနဲ့စအိမ်တီးထားပြီး RPG feature တွေလည်းပါဝင်တဲ့ role playing gacha game မျိုးစဖြစ်ပါတယ်Time-based game mechanism ဖြစ်ပေမဲ့အခြား game တွေနဲ့လုံးဝမတူပဲအသက်ဝင်ပါတယ်။နှစ် Blood Throw ကတော့တာမန်ဖဲ game လို့ထင်ရပေမဲ့တကယ်တမ်းမှာအဲ့ဒီထက်အများကြီးပိုပါတယ်။ Orca နဲ့ Solitaire ကစားနည်းတွေကိုပေါင်းစပ်ထားပြီး K-Hong ဝိသက်တွေရောခေတ်သစ် gameplay ပုံစံတွေပါပါဝင်တဲ့စိတ်ဝင်စားစရာ game တစ်ခုပါ။ဒီ game ကတစ်နှစ်အတွင်းမှာပဲချင်မှန်မထားလောက်အောင်ပေါက်ပြီးလူတိုင်ကရေပန်းစားနေတဲ့ mobile game တွေကတစ်ခုဖြစ်ပါတယ်။3 Sonic Rumble Veteran game ချက်တွေကြားမှာရေပန်းစားနေတဲ့ Sonic Rumble game ကပုံမှန်နဲ့မတူတဲ့ game twist တွေထည့်သွင်းပေးထားပြီး viewer ချဆော့ကစားရမယ့် game တစ်ခုဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့ action gameplay ပုံစံနဲ့အတူ classic Sonic character တွေလည်းပါဝင်တဲ့အတွက် Sonic fan တွေကြားမှာရော game ကွီးလို့ကြားမှာပါရေပန်းစား hit ဖြစ်နေပါတယ်။ 4 Blood Blast ကကွီးလို့ငယ်ငယ်ကတည်းကစော်ဘူးပြီးသားဖြစ်တဲ့ puzzle 3 second တစ်ခုဖြစ်ပြီး 8x8 ဇာတ်ကွက်အတွင်းမှာတူညီတဲ့အကြောင်းတွေဆက်ရင်ဗဟေလိတွေကိုဖြည့်ရှင်းသွားရမှာပါ။ Blood Blast ကတော့အားလက်ချိန်ဒီမှာပေါ့ပါဆော့လို့ကောင်းတဲ့ရိုးရှင်းတဲ့ game တစ်ခုဖြစ်ပြီးဒီနှစ်ထဲမှာတော့ဒါလို့အများဆုံးလောက်ခံရတဲ့ mobile game တွေကတစ်ခုဖြစ်ပါတယ်။